ကျမတို့လူခွင့်လှုပ်ရှားသူတွေကိုပြောတဲ့သူပြောတာရှိတယ်ပေါ့နော်ဥပမာဒီနာမည်လေးခေါ်လိုက်တာဗာများပဲပါတော့မှမို့လို့လေအမျိုးသမီးတွေလေပိုင်းဆိုင်ရာဆော့ကနှောက်ယှက်ခံရတယ်ဆိုရင်အထူးသဖြင့်ဒီပခါလေးဖတ်လိုက်တာပခုံးလေးပုတ်လိုက်တာကဗာများထိခိုက်တော့မှမို့လို့ဒါရုပ်ရေးတီကိုပြုတ်ပြီးတော့ပြောနေကြတာလေဆိုတာတွေပြောကြတယ်ပေါ့နော်ဒီမှာကျမတို့မမေ့တင်တာပါလဲဆိုလူခွင့်လို့ပြောရင်လူသားရဲ့ရပိုင်ခွင့်ကျမတို့အချက်30ရှိတယ်ဘယ်နှချက်ရှိတယ်3ချက်ရှိစသဖြင့်ဘလောက်ပဲကျမတို့ master PhD တက်ပြီးတော့ဒီလူခွင့်ရေးကိုနားလေတကယ်လူခွင့်ရဲ့အခြေခံအကျဆုံးဖြစ်တဲ့လူသားဂုဏ်သိက္ခာကိုမလေးစားမလိုက်နာဘူးဆိုရင်အဲ့လူဟာလူသားလူခွင့်ကာဝယ်ဆောက်ရှောက်သူမဟုတ်ဘူးလူခွင့်ကာဝယ်ဆောက်ရှောက်သူတွေဟာကိုယ့်ခွင့်ရေးလည်းကိုသိတယ်တပားသူအတွက်လည်းယက်တီပေးတယ်ဆိုတဲ့လိုမျိုးဖြစ်တယ်အဲ့တော့တပားသူရဲ့လူသားဂုဏ်သိက္ခာရုပ်ရော့သွားအောင်သူ့စိတ်ထဲမှာတိမ်ငယ်သွားအောင်သူဒီလူမဟုတ်တော့ဘူးဆိုတဲ့ခံစားချက်ကြီးဖြစ်သွားအောင်လို့ပြောဆိုတာပြုမှုတာလုပ်ကင်တာတွေမလုပ်ကြဘူးပေါ့နော်အဲ့တော့လူတစ်ယောက်ကိုသူခွင့်မပြုထားတဲ့နယ်ပယ်သူ့ရဲ့ခန္ဓာကိုယ်သူ့ရဲ့အိမ်သူ့ရဲ့အတိုင်းဝိုင်းသူ့ရဲ့နယ်မြေပေါ့နော်ဒီလိုနေရာတွေမှာဝင်ရောက်ကျူးကျော်ရဲဆိုရင်ဒါကိုလိုနီနယ်ချဲ့လို့ကျွန်တော်တို့ခေါ်တယ်ပေါ့ဒါလူခွင့်ကိုချိုးဖောက်တယ်လို့ပြောလို့ရတယ်နယ်ချဲ့တာဖြစ်လာတယ်ဒီသဘောပဲပေါ့နော်အမျိုးသမီးရဲ့ခန္ဓာကိုယ်ပေါ်သူတို့ခွင့်ပြုချက်မပါဘဲနဲ့ထိကင်ပုတ်တက်ကင်တွေ့တာပြောဆိုတာနောက်တပားသူရဲ့စိတ်ပိုင်းဆိုင်ရာကိုထိခိုက်သွားအောင်မျက်နာသွားအောင်သူ့စိတ်ထဲမှာလူလို့မထင်အောင်တိမ်ငယ်သွားအောင်လူချူပြောဆိုတာတွေပေါ့နော်ဒါတွေကသူ့ရဲ့လူသားရပိုင်လူသားဂုဏ်သိက္ခာကိုညှို့ရော်သွားစေညှိုးနှွမ်းသွားစေအဲ့လိုညှိုးနှွမ်းသွားပြီဆိုရင်လူခွင့်ချိုးဖောက်မှုထဲမှာအကျုံးဝင်သွားတယ်လို့ပြောလို့ရတယ်ပေါ့နော်လူခွင့်ချိုးဖောက်မှုလို့ပြောရင်ကျွန်တော်တို့များရွာတွေကိုမီးရှို့တယ်လေရင်နဲ့ပစ်တယ်လူတွေတတ်တယ်အလောင်းဖျောက်တယ် rape လုပ်တယ်ဒီလိုမျိုးသွေးထွက်တန်ယူရဲတောက်နေမှလူခွင့်ချိုးဖောက်တယ်လို့မြင်ကြတာဟုတ်တယ်ဒါတွေကလည်းလူခွင့်ချိုးဖောက်မှုတွေပဲကြီးမားကျယ်ပြန့်တဲ့ချိုးဖောက်မှုတွေဖြစ်တယ်စနစ်တကျကျူးလွန်ကြတာဖြစ်တယ်ပေါ့နော်ဒါနိုင်ငံတော်အဆင့်မှာတာဝန်ယူထားတဲ့သူတွေပြည်သူ့ဘဏ္ဍာစားပြီးတော့ပြည်သူလူထုအလုပ်ကျွေးပြုမယ်ဆိုတဲ့အင်အားစုတွေကလောက်ကြတာမျိုးတွေပေါ့နော်ဒါပေမဲ့လူခွင့်ချိုးဖောက်မှုဟာဆောနာပြောသလိုအိမ်တွင်းမှာလုပ်ငန်းခွင်တွေမှာလည်းချိုးဖောက်မှုတွေဖြစ်နိုင်တယ်ဆောနာပြောတဲ့လူကုန်သိက္ခာတည်အရေးကြီးဆုံးကျမထင်တယ်လူရပိုင်ခွင့်မှာဆိုအရေးကြီးဆုံးကလူကုန်သိက္ခာဖြစ်တယ်ကျမတို့ကိုယ်ကုန်သိက္ခာကိုကိုယ်တိုင်ကာကွယ်ရမယ်ကိုယ့်ရဲ့လူသားတစ်ယောက်မှာရှိရမယ်ဂုဏ်သိက္ခာညှိုးနွမ်းအောင်လှုပ်ဆောင်တဲ့လုပ်ရမှန်သမျှကိုကျွန်တော်တို့စန့်ကျင်ရမယ်ပြီးတော့တပားသူကိုအဲ့လိုမျိုးညှိုးနှွမ်းသွားအောင်ပြောဆိုနေကိုယ့်ရှိမှမြင်ရင်လည်းတားရမယ်ကျွန်တော်တို့ကြုံဘူးတယ်အမျိုးသမီးတွေဆိုရင်ပြစ်ခါဆက်ဆံလိုက်တာပြီးရင်လူငယ်တွေဆိုရင်လည်းအဲ့လိုပဲပြစ်ခါဆက်ဆံလိုက်တာပြီးရင်အော်လိုက်တာပြီးရင်ဗာလဲဆူလိုက်တာငေါက်လိုက်တာလူတွေရှေ့မှာအဲ့လိုမျိုးတပားသူစိတ်ထဲမှာတင်ငယ်သွားအောင်လုပ်တာပြောတာတွေကအစပေါ့ကျွန်တော်တို့ကဝင်မိကာဝယ်ဖို့လိုတယ်အဲ့လူကမဟုတ်တာလုပ်နေတယ်ဆိုရင်တော့ကျွန်တော်တို့မတတ်နိုင်ဘူးပေါ့နော်သို့တော့အဲ့လိုမဟုတ်တာလုပ်နေတာမဟုတ်ဘဲနဲ့သူ့လူငယ်ဖြစ်ခြင်းအမျိုးသမီးဖြစ်ခြင်း LGBT ဖြစ်ခြင်းမတန်ဆွမ်းဖြစ်ခြင်းဒါမှမဟုတ်နားမလည်ခြင်းမသိခြင်းတက်မလားအတွေ့အကြုံမရှိလို့လုပ်တဲ့ဖြစ်တဲ့ကိစ္စရက်တွေမှာပြစ်ခါပြောဆိုလိုက်တဲ့လုပ်ရက်တွေကိုအမေတွေကလုပ်ရင်လက်မခံတဲ့အဖေတွေကလုပ်ရင်လက်မခံအဖွားတွေလုပ်ရင်လက်မခံတဲ့သူတို့ကိုယ့်ရဲ့ boss တွေကိုယ့်အထက်အရာရှိကိုယ့်အထက်ကြီးတဲ့လူတွေကတိုင်းဝဲမှာလုပ်တာတွေဆိုလေကျမတို့ကန့်ကွက်ရမယ်အဲ့လိုမျိုးဆိုချက်ချင်းကိုရက်တီပြဖို့လိုတယ်ပေါ့ဒါမဖြစ်သင့်ဘူးအဲ့လိုမပြောသင့်ဘူးဒါမလုပ်ရဘူးဒါကကျမတို့အခြေခံနေ့စဉ်ဘဝမှာလူခွင့်ကာကွယ်တာဖြစ်တယ်ပေါ့နော်ဒီလိုမျိုးလုပ်ရက်တွေကိုများကျမတို့တွေးခေါ်တွေကိုကျမတို့များတိဆောက်ခြင်းအပြင်လူခွင့်ကိုလေးစားတဲ့လူတွေများလာတယ်ဆိုရင်ကျွန်တော်နောက်မျိုးဆက်နောက်အတိုင်းဝိုင်းနောက်အနာဂတ်တည်အနည်းဆုံးတော့နေတာလာမယ်เนาะကျွန်တော်တို့အရန်ကို 100% ပျော်ရွှင်တဲ့နိုင်ငံ 100% လူတွေမပျော်နိုင်ဘူးဘယ်လောက်ပဲချမ်းသာနေပါစေပျော်ရွှင်မှုဆိုတာကရှာရခက်တယ်လူတစ်ယောက်နဲ့တစ်ယောက်မတူကြဘူးဒါပေမဲ့အနည်းဆုံးတော့တစ်ယောက်နဲ့တစ်ယောက်သူ့ရဲ့ဖြစ်တည်မှုပေါ်မှာမူတည်ပြီးတော့ခွဲခြားဆက်ဆံတာတွေနှိမ်ချတာတွေလူကုန်သိက္ခာရုပ်အောင်လုပ်တာတွေယုံနေသွားတယ်ဆိုရင်အနည်းဆုံးကျမတို့နိုင်ငံကျမတို့အတိုင်းဝိုင်းဟာနေပြောလာမယ်လူသားဆန်လာမယ်အဲ့လိုဖြစ်အောင်တော့ကျမတို့လုပ်တင်တယ်လို့မြင်ကျမတို့တိရစ္ဆာန်တွေမှမဟုတ်တာလူသားတွေဖြစ်တဲ့အုံနောက်ရှိတယ်တိရစ္ဆာန်တွေလိုမျိုးတင်ကြားပြတလို့မရတဲ့လူတွေမဟုတ်ဘူးတိရစ္ဆာန်တွေတော့မှတင်ကြားပြတလို့ရတယ်ပြောရမယ်ဆိုရင်တေချာ train ပြီးရင်ရတယ်သူအုံနောက်လိုက်ပေါ့လူသားတွေကဒီချက်မကတော့ပို့ပြီးတော့တိရစ္ဆာန်အတိုင်းဝိုင်းထက်ပိုတဲ့လူတိုင်းဝိုင်းဖြစ်အောင်တော့စူးစမ်းနိုင်ခွင့်ရှိတယ်လို့ကျွန်တော်တို့ယုံကြည်တယ်ပေါ့နော်ဒါကြောင့်မို့လို့လူခွင့်ကာကွယ်ဆောက်ရှောက်သူတွေယနေ့အချိန်ထိကိုဘ
ဘလောက်ပဲခက်ခဲနေပြီဆက်ပြီးယုံနေကြရလို့ကျွန်မမြင်တယ်သူတို့တွေတယောက်ချင်းစီကိုလည်းဆက်ပြီးရက်တည်ကြတဲ့အတွက်လေးစားတယ်ကျေးဇူးတင်တယ်သူတို့တွေရှိနေလို့ကျွန်တော်တို့ယနေ့အချိန်မှာဒီလိုပြောခွင့်ဆိုခွင့်မျှဝေခွင့်ဖလှယ်ခွင့်တွေရတာပေါ့နော်ဒီနေ့မှာတော့လူသားဂုံတိခါဆိုတဲ့အချက်အဓိကဆွေးနွေးချင်တာဖြစ်တယ်ကောင်းထဲမှာတွေးပွားမိနေတဲ့ကိစ္စရပ်လေးဖြစ်တယ်ပေါ့နော်တော့ဒီပေါ်မှာကျမနဲ့သဘောတူတာဖြစ်စေသဘောမတူတာဖြစ်စေဖလှယ်ပေးဖို့လည်းဖိတ်ခေါ်ချင်ပါတယ်